ရိုက်ဆေးရောအညစ်အကြေးဆို ဆေးရ ရက်ဖြစ်အာလာတော့လာကွာဘာလို့ကွာတေးကွာဘာဖြစ်တာတော့ခါ ဒီနားမှာဘေးရင်ဆရာရှိတယ်ဆိုလား အော်မေဘေးရင်းစရာလာမေးလာပဲကွာမေကုန်းချောင်းချောင်းနဲ့မေးရတယ်ပစ္စည်းကိုတော့မလို့ပါလို့ပြော လူမမှာဆို အေးပြောဟုတ်တယ်အကြမ်းမြင်ဆရာကြီး ဟုတ်ကဲ့ဟိုဆရာကြီးဟိုတမျိုးတမနဲ့ဟိုတခါမေးလို့ရှိရင်ဘယ်လောက်လဲ ဟောဒါကတော့ဒီလူကွာဟိုတို့ကပတ်စံလေငွေကြီးတော့အဓိကမဟုတ်ဘူးပေါ့ကွာနော်ငွေကြီးအဓိကမဟုတ်ဖရာတရားတန်ခါမိဘဆရာအနန္တောအနန္တ၅ပါးဦးထိတ်ထားပြီး9000ကျန်နော်အလူငွေပဲ9000နေပါတော့ငွေကြီးအဓိကမဟုတ်ဘူး 3000ကိုဟောလို့မရဘူး ဒီစီအောင်ပြီနော်ဈေးစစ်လို့ရတယ်ဈေးဝယ်တယ်များမှတ်တယ်ဖေးဒီစီအောင်က ကျွန်တော်အဲ့ဒါပဲ အတက်ပညာအချားမြင်မိကြားတယ်မြင်တယ်အကုန်လုံးဟောပေးရတယ်သိလားသဘောပေါက်လား အဲ့လိုလည်းကျွန်တော်9000ဝင်မှာလာပဲ ကြောက်နေဟိုပြောတာလေးလဲစောင်း3000လဲဟောတယ်ဟောတယ်ဟောတယ် အများကြီးမမေးဘူးခုနခုပဲ ဖက်တက်ခွတ်တက်3000လဲ3000အဓိကကြတယ်3ပုံပဲနော်အဓိကကြတယ်အေးဟုတ်တယ်နော်ဘုရားတရားတန်ခါနော်မိဘဆရာတော့နောက်မှာပေါ့ကွာနော်ဘုရားတရားတန်ခါနော်ဒါဒီထဲဟောနော်မင်းနာမည်ရေးမရမှာလေနာမည်ဘယ်လိုခေါ်လဲ မပုံနေထဲမှာထွန်းထွန်းလင်း ထွန်းထွန်းလင်းဟုတ် ရွာတွေကခေါ်တာကလာကြီး ကလာကြီး လူတီများတာစစ်စစ် မင်းနာမည်ကမဟာဗုဒ္ဓကနာတော့နာမည်နဲ့3လေးမျိုးပြောတယ်မင်းမတ်ပုတ်နေနဲ့မင်းမွေးတဲ့နာမည်ကိုပြောတယ်ဟာလေကွာမင်းဟိုကလာကြီးကျော်စစ်စစ်ကျော်မင်းဘယ်နားမှာသွားတယ်ဟာမဟာဗုဒ္ဓ လာမြင့် ဟာအော်ရမင်းတော့တော်တော်မင်းစောဘယ်လာမြပါလာလား အခုရာထဲမှာခေါ်တယ်လာမြင့်ပဲဆက်လိုက်တော့ လာမြလာမြလာတာနဲ့မြအာပေါ့မဟောင်းရမင်းကမဟာဗုဒ္ဓမှာမင်းကအောက်ဆုံးအစ်စ်မှာဖြစ်မင်းတန်းအောက်ရောက်တန်းအောက်ကိုရောက်နေသဘောပေါက်လားအေးအဲ့တန်းအောက်ဆိုတာဘာဖြစ်မလဲဆိုတော့နှိမ့်တယ်လို့ပြောရတာမင်းထမင်းတန်းအောက်လည်းဖြစ်ပြစကတ်တန်းအောက်လည်းဖြစ်ပြတော်တော်ညက်နော်ဒါကညက်နေလို့ရရချင်းမရဟုတ်တယ်နော်ဒါမဲ့မ အဲ့ င်း ဒါမရှိတော့ဘူးနော် ဟိုရမင်းအိမ်မှာရှိတဲ့ရရပဲငါပေးမှာဒါကဟာစုပ်ဝင်ကိန်းရှိတယ်စုပ်ဝင်ကိန်းရှိဘယ်ခုစုပ်မလဲတော့ဂျာမစုပ်ရေချိုးပြီးမှစုပ် လက်ကလေးကိုပြောင်းစုပ်ပြီးလက်တွေ ဒီစုပ်တွေလက်တွေဝင်အောင်လို့အခုစုပ်ဝင်ပြီးမှမင်းလက်ဝင်မှာစုပ်ဝင်ပြီးမှလက်ဝင်မှာဆိုအိမ်အောင်ကြပြီးမှမင်းပတ်ဆိုင်ရမှာဒါကိုပြောတာ ကျွန်တော်အိမ်တော်အရင် အိမ်အောင်ကြမယ်အိမ်အောင်ကြကိန်းရှိတယ်ဒီမှာမြင်းနေရပြီဒီမှာအိမ်အောင်ကြတော့မယ်တဲ့ကုတုဘောမာတဲ့ဟာမင်းဘောမာမကိန်းဆိုင်နော်